ဘောလုံးပရိသတ်ညီကိုတွေအားလုံးပဲမင်္ဂလာပါခင်ဗျာလေးနှစ်တစ်ချိန်ကျင်းပတဲ့ကမ္ဘာအကြီးအကျယ်ဆုံးအခမ်းအနားဆုံးဘောလုံးစင်မြင့်ကြီးဖြစ်တဲ့ FIFA ကမ္ဘာဖလားပြိုင်ပွဲကြီးဟာဆိုရင်ဖြင့်မြောက်အမေရိကမြေကိုရောက်ရှိလို့လာခဲ့ပါပြီဇွန်လ17ရက်နေ့ကနေဇူလိုင်19ရက်နေ့အထိတလကြော်ကြာကျင်းပမဲ့ဒီကမ္ဘာဖလားပြိုင်ပွဲကြီးကိုအားပေးဖို့ညီကိုတို့ရော ready ပဲလားဒီ2026ကမ္ဘာဖလားပြိုင်ပွဲကြီးကိုလက်မလွတ်ပဲကြည့်ရှုအားပေးတဲ့ထူးခြားတဲ့အချက်တစ်ချက်ရှိနေပါတယ်။အဲ့ဒါကတော့ဒီ2026ကမ္ဘာဖလားပြိုင်ပွဲကြီးဟာကမ္ဘာဖလားသမိုင်းတစ်လျှောက်စံချိန်ဟောင်းတော်တော်များများကိုရိုက်ချိုးပစ်မဲ့စံချိန်ဖြတ်ပြိုင်ပွဲကြီးဖြစ်လာတော့မှဘလို့ပါပဲ။အကြောင်းကတော့ဒီနှစ်2026ခုနှစ်မှာကမ္ဘာဖလားသမိုင်းတစ်လျှောက်ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို32သင်းကနေ48သင်းအထိတိုးမြင့်လိုက်လို့ပါပဲပွဲစဉ်အရေအတွက်ကလည်း64ပွဲကနေ104ပွဲအထိကိုတိုးလာခဲ့ပါပြီပွဲစဉ်တွေပုံများလာတဲ့အတွက်မို့ကစားသမားတွေအတွက်ရောနီးပြတွေအတွက်ပါတစ်ချိန်ကဘယ်သူမှလိုက်မမီနိုင်ဘူးလို့ထင်ထားတဲ့တမိုင်းဝင်စံချိန်တွေကိုရိုက်ချိုးဖို့အခွင့်အလမ်းတွေပုံများလာပါပြီ1930ဥရုဂွေးကမ္ဘာဖလားကလေးကစတင်ထားခဲ့တဲ့စံချိန်ဟောင်းတွေကဒီနှစ်နေရာဒီမှာဘလို့တွေချိုးပြတ်သွားတော့မှလဲဘယ်ကစားသမားတွေကဘယ်စံချိန်တွေကိုချိုးဖြတ်သွားမလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာတူတူကြည့်လိုက်ကြရအောင်ပါ Go don't stop အားလုံးပဲမင်္ဂလာပါ Oh My Sport ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်စောထပ်ပါပထမဆုံးချိုးပြတ်သွားနိုင်တဲ့စံချိန်ကတော့မန်နေဂျာတဦးအနေနဲ့ပွဲအများဆုံးအနိုင်ရရှိမှုစံချိန်ပါလက်ရှိစံချိန်ရှင်ကတော့အနောက်ဂျာမနီရဲ့ဂန်တွင်နီးပြကြီး Helmut Schmidt ဖြစ်ပါတယ်သူက1966ခုနှစ်ကနေ1988ခုနှစ်အထိကမ္ဘာဖလား၄ချိန်စက်တိုင်မှာနိုင်ပွဲ16ပွဲနဲ့စံချိန်တင်ထားတာပါဒါပေမဲ့ဒီစံချိန်ကဒီနှစ်2026ကမ္ဘာဖလားမှာတော့ကျိုးပြတ်ဖို့တေချာသလောက်ရှိနေပါတယ်ဘာလို့လဲဆိုတော့ပြင်သစ်နီးပြ Didier Deschamps ဟာဒီနှစ်ကမ္ဘာဖလားပြိုင်ပွဲမတိုင်ခင်အထိနိုင်ပွဲ14ပွဲအထိရရှိထားပြီပဲဖြစ်ပါတယ်။ပြင်သစ်သင်းဟာဒီနှစ်အုပ်စုမဲခွဲမှုမှာနော်ဝေး၊ဆီနီဂေါ၊အီရတ်တို့နဲ့တအုပ်စုထဲကျနေလို့ကြံတဲ့အသင်းကြီးတွေထက်စာရင်အုပ်စု6တယ်လို့ပြောလို့ရပါတယ်။ဒီတော့အုပ်စုအစစ်မှာဒီဒီယာဒက်ရှက်အနေနဲ့စံချိန်ဟောင်းကိုချိုးဖြတ်ဖို့အခွင့်အရေးရှိနေပါတယ်။နောက်ထပ်ကျိုးပြတ်သွားနိုင်တဲ့စံချိန်တစ်ခုကတော့ကမ္ဘာဖလားပြိုင်ပွဲတစ်ခုထဲမှာသွင်းကိုအများဆုံးစံချိန်ပဲဖြစ်ပါတယ်။လက်ရှိစံချိန်ကတော့ပြီးခဲ့တဲ့2022ကာတာကမ္ဘာဖလားတော့ကပွဲစဉ်ပေါင်း64ပွဲကစားပြီးတော့129သွင်းပြီးတော့စံချိန်တင်ထားတာပါ။ဒါပေမဲ့အခု2026ကမ္ဘာဖလားမှာတော့ပွဲစဉ်ပေါင်းက104ပွဲအထိကစားမှာဖြစ်လို့ဒီသွင်းကိုအများဆုံးစံချိန်ကကျိုးပြတ်ဖို့တေချာတဲ့လောက်ရှိနေပါပြီ။တွက်ချက်မှုတွေရတော့ခံစစ်အလုံးမင်းပိတ်ကစားခဲ့တဲ့1990ကမ္ဘာဖလားဂိုးသွင်းစံချိန်အတိုင်းသွားမယ်ဆိုရင်တော့ဒီကမ္ဘာဖလားမှာ104ပွဲကစားအမှာဖြစ်လို့သွင်းကိုပေါင်းက230အထိရှိလာမှာဖြစ်ပါတယ်။အကယ်၍အဲ့လိုမဟုတ်ဘဲကာတာကမ္ဘာဖလားတော့ကလိုပဲတိုက်စစ်အသားပေးဂိုးသွင်းနှုန်းတွေများသွားမယ်ဆိုရင်တော့ဒီနှစ်ကမ္ဘာဖလားမှာသွင်းကိုပေါင်းက280ကျော်အထိမြင်လာမှာဖြစ်ပါတယ်။နောက်ထပ်စံချိန်တစ်ခုကတော့အသက်40ကျော်ကစားသမားကြီးတွေရဲ့ The Last Dance စံချိန်မှာကမ္ဘာဖလားသမိုင်းတစ်လျှောက်လုံးမှာအသက်40ကျော်ပြီးမှကွင်းတွင်းထဲကိုဝင်ရောက်ရှင်ပြိုင်ကစားခွင့်ရတဲ့ကစားသမားကလက်ချိုးရည်တွက်လို့ရပါတယ်1930ဥရုဂွေးကမ္ဘာဖလားကနေစပြီးတော့ဒီနေ့ဒီချိန်အထိကွင်းတွင်းဝင်ရောက်ကစားခွင့်ရတဲ့အသက်40ကျော်ကစားသမားက9ယောက်ပဲရှိခဲ့တာပါအဲ့ဒီလိုပါဝင်မှုတွေကလည်းမတူညီတဲ့ပြိုင်ပွဲနှစ်တွေမှာကွဲပြားစွာပါဝင်ခဲ့ကြတာဖြစ်ပါတယ်ဒါဟာသမိုင်းတင်မဲ့ဝါရင်ကြီးတွေရဲ့နောက်ဆုံးအိမ်မက်စင်မြင့်ဖြစ်လာတော့မှာပါဒီနေ့ကမ္ဘာဖလားမှာတော့အသက်40တန်းကိုရောက်နေပြီဖြစ်ပေမဲ့နိုင်ငံအသင်းတွေမှာအဓိကနေရာနေပါဝင်ပွဲထွက်ကစားလာနိုင်ပွဲရှိတဲ့ကစားသမားတွေကိုတစ်ချက်ကြည့်လိုက်ကြရအောင်ပါအဲ့ဒီကစားသမားတွေကတော့ခရစ္စတီယာနိုရိုနယ်ဒိုအသက်42နှစ်လူကာမိုဒရစ်အသက်40မန်နျူယ်နျူအာအသက်40အီဒင်ဂျန်ကိုအသက်40နဲ့ခရိတ်ဂေါ်ဒွန်43နှစ်တို့ပဲဖြစ်ပါတယ်ဒီကစားသမားတွေတဲ့ကစားသမား2ယောက်လောက်ပဲကွင်းထဲကို10မိနစ်စီဝင်ကစားလိုက်တာနဲ့ဒီ2026ကမ္ဘာဖလားဟာအသက်40ကျော်ကစားသမားအများဆုံးပါဝင်ကစားခွင့်ရတဲ့ကမ္ဘာဖလားအဖြစ်စံချိန်တင်နိုင်တော့မှာပါဒါကြောင့်မလို့ဒီအသက်40ကျော်ဂန်တွင်ကြီးတွေရဲ့နောက်ဆုံး The Last Dance ဖြစ်လာမဲ့2026ကမ္ဘာဖလားကြီးကိုကျွန်တော်တို့တန်ဖိုးရှိရှိနဲ့စောင့်ကြည့်တင်ပါတယ်ကဲနောက်ထပ်ကျိုးပြတ်သွားနိုင်တဲ့စံချိန်တစ်ခုကတော့အားလုံးစောင့်မျှော်နေကြတဲ့ကမ္ဘာဖလားသမိုင်းတစ်လျှောက်သွင်းကိုအများဆုံးစံချိန်ပဲဖြစ်ပါတယ်လက်ရှိကမ္ဘာဖလားသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးစံချိန်ရှင်ကတော့ဂျာမနီတိုက်စစ်မှုကြီးမီရိုစလပ်ကလိုဆေးက
သွင်းကို16ဂိုးနဲ့စံချိန်တင်ထားတာပါဂတ်မူလာဘရာဇီးရိုနယ်ဒိုတို့ကြော်ဖြတ်ပြီးတော့တင်ထားခဲ့တဲ့ကလိုဆေးရဲ့ဒီ16ဂိုးစံချိန်ဟာဆိုရင်ဖြင့်10စုနှစ်တခုအကျော်ကြာမှာတော့အနီးကပ်ဆုံးချိန်ချောင်းခံနေရပါပြီအားလုံးသိထားကြတဲ့အတိုင်းအာဂျင်တီးနားရဲ့ဂုတ်ကြီးလီယိုနယ်မက်ဆီက73ဂိုးပြင်သစ်ရဲ့ကီလီယန်အမ်ဘာပေက12ဂိုးနဲ့မီရိုဆက်ကလိုဆေးရဲ့နောက်ကိုတကောက်ကောက်လိုက်လာနေကြပါပြီလွန်ခဲ့တဲ့၄နှစ်ကကာတာကမ္ဘာဖလားဘိုလူပွဲမှာတဲ့ဒီကစားသမား2ယောက်ပေါင်းဟာသွင်းကို9ဂိုးအထိပြိုင်သွင်းပြီးတော့ခြေစွမ်းပြခဲ့ကြတာပါ2020ကာတာကမ္ဘာဖလားမှာကီလီယန်အမ်ဘာပေကသွင်းကို8ဂိုးနဲ့ရွှေဖိနပ်ဆုရခဲ့ပြီးတော့လီယိုနယ်မက်ဆီကတော့9ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်ဒီနှစ်အောက်စုအဆင့်တွင်းမှာတဲ့မက်ဆီကအသက်39နှစ်ပြည့်မှာဖြစ်ပြီးတော့ကီလီယန်အမ်ဘာပေကတော့အသက်28နှစ်ပဲရှိပါသေးတယ်အကယ်၍ဒီနှစ်ကမ္ဘာဖလားမှာမက်ဆီကဇက်တိုက်ဂိုးတွေသွင်းပြီးတော့ဒီစံချိန်ကိုချိုးဖျက်နိုင်ခဲ့ရင်တော့မှကီလီယန်အမ်ဘာပေကနောက်ထပ်ကမ္ဘာဖလားပြိုင်ပွဲတွေဝင်နှွှဲနိုင်ဖို့ရာဂိုင်တော့များနေတာကြောင့်ရေရှည်မှာတော့အမ်ဘာပေကပဲကမ္ဘာဖလားသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးတိုက်စစ်မှုဆိုတဲ့စံချိန်ကိုရသွားနိုင်ပွဲရှိပါတယ်။ပေါ်တူဂီကရိုနယ်ဒိုအင်္ဂလန်ကဟယ်ရီကိန်းနဲ့ဘရာဇီးကနေမာတို့ကကမ္ဘာဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်သွင်းကို8ဂိုးထိရယူပေးထားနိုင်ပေမဲ့ကလိုဆေးကိုမီဖို့အတွက်ဆိုရင်တော့ဂိုးတွေအများကြီးသွင်းဖို့လိုအပ်နေသေးလို့သူတို့အတွက်ဒီစံချိန်ကိုရိုက်ချိုးဖို့ဆိုတာကတော့အလန့်ဝေးနေပါသေးတယ်။နောက်ဆုံးစိတ်ဝင်စားဖို့ကောင်းတာကတော့လူငယ်ကျယ်ပင်လေးတွေရိုက်ချိုးရမယ်စံချိန်တွေပါ။2010ကမ္ဘာဖလားတော့ကဂျာမနီတိုက်စစ်မှုသောမတ်မူလာကအသက်20ထဲနဲ့အသက်ငယ်ဆုံးရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့ပါတယ်။အခု16နှစ်ကြာမှာတော့ဒီစံချိန်ကိုရိုက်ချိုးပစ်နိုင်ဖို့ကမ္ဘာအကောင်းဆုံးလူငယ်ကျယ်ဝဲကစားသမားဖြစ်တဲ့စပိန်ကလမိန်ယာမင်ကဒီစင်မြင့်ပေါ်ကိုရောက်ရှိလို့လာခဲ့ပါပြီ။အသက်18နှစ်ပဲရှိသေးတဲ့ဒီဘာစီလိုနာတိုက်စစ်မှုလေးဟာယူရို2024မှာစပိန်ကိုချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးတော့ဒီကမ္ဘာဖလားပြိုင်ပွဲမှာလူစိတ်ဝင်စားမှုအခမ်းအနားဆုံးနဲ့အမျှော်လင့်ရဆုံးလူငယ်ကျယ်ဝင်လေးဖြစ်လာခဲ့ပါပြီ။အကယ်၍စပိန်သားဒီ2026ကမ္ဘာဖလားမှာဘိုလူပွဲအထိတက်နိုင်ခဲ့ပြီးတော့လမင်းရမဲ့သာသွင်းကိုတွေအများကြီးသွင်းနိုင်ခဲ့မယ်ဆိုရင်အသက်20မပြည့်ခင်မှာဒီရွှေဖိနပ်ဆုကိုသိမ်းပြီးတော့သောမတ်မူလာရဲ့စံချိန်ကိုရိုက်ချိုးနိုင်ခြင်းရှိပါတယ်။ဒါပေမဲ့တခုရှိတာလမင်းရမဲ့ရာသီကုန်ကန်နီးမှာပေါင်နောက်ကျွတ်သားဒဏ်ရာရရှိခဲ့တာကြောင့်စပိန်အသင်းရဲ့အုပ်စုအဖွင့်ပွဲပထမပွဲစဉ်ဒါမှမဟုတ်ဒုတိယပွဲစဉ်လောက်အထိလွဲချော်မှုရှိနေပါတယ်ဒီတော့ဒီသောမတ်မူလာရဲ့စံချိန်ကိုရိုက်ချိုးဖို့ဆိုရင်ကြက်ခိုင်မှုကသူ့အတွက်အဓိကစိန်ခေါ်မှုဖြစ်လာမှာပါလမင်းရမဲတယ်မဟုတ်ပါဘူးဂျာမနီကအသက်18နှစ်အရွယ်လန်နတ်ကားနဲ့ဘရာဇီးကအသက်19နှစ်အရွယ်အန်ဒရီတိုကပါဒီစံချိန်ကိုရိုက်ချိုးဖို့စ조사လာကြမှာဖြစ်ပါတယ်နောက်ပြီးတော့1998ကမ္ဘာဖလားတော့ကဘရာဇီးရိုနယ်ဒိုအသက်21နှစ်နဲ့ရရှိခဲ့တဲ့အသက်အငယ်ဆုံးရွှေဘောလုံးဆုရှင်ဆိုတဲ့စံချိန်ကလည်းဒီနှစ်မှာတော့ပြန်လဲလှုပ်ခတ်လာခဲ့ပါပြီ။ပြီးခဲ့တဲ့နှစ်ပေါင်း25နှစ်ကျော်အတွင်းမှာကမ္ဘာဖလားရွှေဘောလုံးဆုကိုဇီဒန်၊မက်ဆီနဲ့မိုဒရစ်တို့လိုအသက်30ကျော်ဝါရင်ကစားသမားတွေကပဲစုခုနိုင်ခဲ့ကြတာပါ။အကယ်၍ဒီကမ္ဘာဖလားမှာသာစပိန်ကလမင်းရမယ်ပြင်သစ်ကဒဇာယာဂျူရီဘရာဇီးကအန်ဒရစ်နဲ့အင်္ဂလန်ကလူငယ်ဂျေဘယ်လေးကိုဘီမိုင်နူတို့သာခြေစွမ်းပြပြီးတော့ကစားနိုင်ခဲ့ရင်ဘောလုံးလောကရဲ့မျိုးဆက်သစ်တွေကတမိုင်းစာမျက်နှာတစ်ရေးထိုးသွားပွဲရှိနေပါတယ်။ကဲဒီတော့ပွဲစဉ်ပေါင်း104ပွဲပြိုင်ပွဲဝင်အသင်းပေါင်း48သင်းနဲ့တမိုင်းတစ်လျှောက်အကြီးအကျယ်ဆုံးဖြစ်လာပွဲရှိနေတဲ့2026ကမ္ဘာဖလားပြိုင်ပွဲကြီးအပြင်စံချိန်အောင်တွေကိုပြိုင်ချိုးပြီးတော့စံချိန်တစ်တွေတင်ဖို့ရှိနေပါပြီ။ကြဒီတော့ညီကိုရောဘယ်လိုထင်ကြလဲ။ဘယ်စံချိန်တွေကဒီနှစ်ကမ္ဘာဖလားမှာကျိုးပြတ်သွားမှာလဲ။မက်ဆီနဲ့အမ်ဘာပေတို့တွေကကလိုဆေးရဲ့ကမ္ဘာဖလားသွင်းကိုအများဆုံးစံချိန်ကိုဘယ်သူကအရင်ကျော်ဖြတ်သွားမှာလဲ။လမင်းရမဲရောကမ္ဘာဖလားရဲ့အကောင်းဆုံးလူငယ်စံချိန်တွေကိုရိုက်ချိုးပြသွားမှာလား။ဘယ်လိုမြင်ကြလဲ။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားပေးကြပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။